ပျောက်ဆုံးနေသောနဂါးတိုက်ကိုရှာတွေ့သွားပြီးကနေအပစ်ကအဖိုးယူရဲ့အလောင်းစီပြေးသွားခဲ့ပြီးပေါ်လာတဲ့ကြောက်ဆောင်တွေကလည်းနဂါးနဲ့တူနေတဲ့အတွက်အဲ့ဒါကကြောက်ဖြစ်ရုပ်ချင်းအဖြစ်ပြောင်းလဲသွားတဲ့တေဆုံးမိသားနဂါးတွေဆိုတာရိပ်မိလိုက်ကြပါတယ်စင်တကောင်ကသူ့ရဲ့တေဆုံးချိန်တန်လိုက်ရင်စင်တင်းချိုင်းမှာပဲတွားရောက်တေဆုံးတယ်လို့မျိုးဒီနဂါးတွေကလည်းသူတို့ရဲ့နောက်ဆုံးအချိန်ကိုဒီနေရာမှာကုန်လွန်ကြတာဖြစ်တဲ့အကြောင်းသဘောပေါက်သွားကြပါတယ်ဒါပေမဲ့နှစ်ပေါင်း1000ကျော်အောင်အသက်ရှင်ပြီးလမ်းပြောင်းနေခဲ့တဲ့အဖိုးယူကအပစ်နဲ့အတူရှိခဲ့တဲ့သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာအပျော်ဆုံးဖြစ်တဲ့အကြောင်းလူဖီကိုပြောပြခဲ့တာဖြစ်ပါတယ်။သို့ပေမဲ့အဖိုးယူကသူ့သားနဂါးတိုက်ကိုပြန်ရောက်ရင်အားအင်းနေပြေးဝလာလိမ့်မယ်လို့ပြောခဲ့တာကြောင့်အခုအချိန်တွေကိုအပစ်ကလက်မခံနိုင်သေးပဲဖြစ်နေုံအဖိုးယူလိန်ပြောခဲ့တာတခုမှမရှိတဲ့အကြောင်းလူဖီကပြောပြလိုက်ပါတယ်။တက်ရှင်နဂါးတွေကနှစ်1000တခါအသက်စီပြန်လာပြီးနောက်တစ်ချိန်ပြန်လဲမွေးဖွားကြရတယ်လို့ပြောသွားတဲ့အကြောင်းလူဖီကရှင်းပြနေုံအနာကနဂါးဦးတစ်လုံးကအကောင်ပေါက်လာခဲ့ပါတယ်။နဂါးပေါက်ဆလီရဲ့အတွေ့ကိုအပစ်ကခန်းစားမိလိုက်တာနဲ့အဖိုးယူဆိုတာတိသွားတဲ့အတွက်အပစ်လည်းစိတ်လျှော့လိုက်ပြီးဒီနေရာဟာနဂါးတင်းချိုင်းဆိုတာထက်အသက်အသစ်ဖြစ်တည်မှုနဲ့ဆက်နွယ်နေတဲ့ထူးဆန်းတဲ့နေရာဆိုတာကိုနားလည်သွားကြပါတယ်အပစ်ကအဖိုးယူနဲ့သူ့ရဲ့ဆန္ဒကိုလိုက်ဖြည့်ဆည်းပေးခဲ့တဲ့လူဖီကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောပြလိုက်ပြီးနဂါးတွေကမသေးတာမဟုတ်ပဲသူတို့ပြန်လဲမွေးဖွားလာတဲ့အချိန်မှာကြောက်ဖြစ်ရုပ်ချင်းအဖြစ်တည်ရှိသွားတာဖြစ်လို့အမတင်နဲ့မသေးသေးဖို့မယ်ဆိုတဲ့ကိစ္စကစိတ်ကူးရင်အိမ်မက်ကြီးဆိုတာသိလိုက်ကြပါတယ်ဒါပေမဲ့မြေမျက်နှာပြင်ပြန်ပေါ်လာတော့ပင်လယ်အောက်ထဲကျသွားတဲ့အရာရှိနေဆန်ကမသေးတော့ပဲနဂါးတိုက်ကိုကြည့်ပြီးလောဘတက်နေုံအဲရစ်ကလည်းသူ့စီကိုရောက်လာခဲ့ပါတယ်နေဆန်ကိုချက်ချင်းတုတ်တင်ပြလိုက်ပြီးရဲ့နောက်လူဖီတို့နောက်ကိုပါလိုက်လာပြီးသူတို့ပြောသလိုကြောက်ဖြစ်ရုပ်ချင်းတွေကိုအမတ်တွေထုတ်ယူလို့မရဘူးဆိုရင်တော့အသက်ရှင်နေတဲ့နဂါးတွေအများကြီးရှိသေးတဲ့အတွက်မသေးသေးဖို့ပြီးသူနဲ့ခွဲဝေယူမလားလို့မေးမြန်းလိုက်ပါတယ်။ဒါပေမဲ့လူဖီဆိုတဲ့ကောင်ကလှုပ်ချင်ရလှုပ်ပြီးပြုံးကြီးတိမ်မဲ့ကောင်ဖြစ်လို့ထာဝရအသက်တွေပါတွေစိတ်မဝင်စားတာကြောင့်ညှိနှိုင်းလို့မရပဲမဖြစ်မနေတက်ခတ်ရတော့မှာဖြစ်ပါတယ်။နဂါးတိုက်ကိုအထိကိမခံနိုင်တဲ့အပစ်ကဝင်ရှုပ်တော့အဲရစ်လည်းသူ့ရဲ့ဒဇင်အသီးနဲ့တက်ခိုက်လိုက်ပြီးမြဲရုတ်တရက်လူဖီကသူ့ခန္ဓာကိုယ်နဲ့ဝင်တားလိုက်ပါတယ်။ဇိုရိုကလည်းဝင်ပါဖို့ပြင်လိုက်ပေမဲ့သူ့ကပတိန်လူဖီကတယောက်တည်းရင်ဆိုင်မယ်လို့ပြောနေရောရှေ့ဆက်မတိုးတော့ပဲလူဖီကအပစ်ကိုကာကွယ်ပေးမယ်လို့အဖိုးယူကိုပေးခဲ့တဲ့ဂတိအတိုင်းလေဒစင်ရဲ့ပိုင်းချက်တွေကြားထဲမှာတောင်ပြေးရပြီးပုံနာတွေလုံးမနေပဲအနာခံပြီးသူ့ရဲ့ခေါင်းလောင်းအကွက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်ပြီးရင်တော့ဘာစုကအမြောက်နဲ့အဝေးကိုပစ်ထုတ်လိုက်တဲ့အတွက်နဂါးကျုံအပေါ်မှာအန်နီရဲ့တစုံတရာမရှိတော့ပဲရွာသူရွာသားတွေကလည်းသူတို့ဒဏ္ဍာရီထဲမှာပဲကြားဘူးတဲ့အကောင့်တွေကိုမျက်မြင်တွေ့လိုက်ရတဲ့အတွက်အကုန်လုံးအံ့ဩဝမ်းသာဖြစ်ကုန်ကြပါတယ်ဒါပေမဲ့တိတ်မကြခင်မှာဒီနဂါးတက်ကြီးတစ်ခုလုံးပင်လယ်ရေရောက်ထဲပြန်မြုပ်သွားမှာဖြစ်ပြီးနဂါးပေါက်လေးကလည်းအဝေးတဲ့နေရာကိုထွက်ခွာသွားတော့မှာဖြစ်လို့ကောက်ရုပ်အထုပ်ပင်လယ်တင်များတွေလည်း Grand Line စီကိုထပ်မံရွက်လင့်မှုပြင်ဆင်ကြပါတယ်လူဖီကအပစ်ကိုသူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ပေမဲ့အပစ်ကတော့ဒီရွာမှာပဲသူတို့မျိုးနွယ်ရဲ့ဒလေးတွေကိုတင်ယူပြီးဘိုးဘေးတွေလောက်ခဲ့တယ်လို့မျိုးနဂါးတွေကိုကာကွယ်ပေးခြင်းတဲ့အကြောင်းပြောလိုက်ပါတယ်နဂါးပေါက်ဆလေးကနောက်နှစ်ပေါင်း1000ကြာမှအရွယ်ရောက်ပြီးဒီကျုံကိုပြန်လာမှဖြစ်တဲ့အတွက်သူမမြင်နိုင်တော့ဘူးဆိုရင်တော့သူ့ရဲ့မျိုးဆက်တွေကိုတော့လက်ဆင့်ခံပြောပြပြီးတွေ့မြင်စေခြင်းတဲ့အတွက်ဒီကျုံနဲ့နဂါးတိုက်ကိုကာကွယ်ဖို့ပဲနေခဲ့တော့မှာဖြစ်ပါတယ်US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်အဲ့လိုနဲ့ Grand Line C ကိုရွက်လင့်လာတဲ့ကောက်ရုပ်အုပ်ထုပ်အဖွဲ့ကမကြခင်မှာ Red Line ကုန်းမြင့်နဲ့တွေ့တော့မှာဖြစ်ပြီးမြေပုံအရဆိုရင်တော့ Grand Line ရဲ့ဝင်ပေါက်ကပင်လယ်ပြင်မဟုတ်ပဲတောင်ကြီးတစ်ခုဖြစ်နေကြတာဖြစ်ပါတယ်အဲ့ဒါကြောင့် Grand Line နဲ့ဝင်ဖို့ဆိုရင်တောင်ပေါ်ကိုမဖြစ်မနေတက်ရတော့မှာဖြစ်ပြီးအဲ့အချိန်ပဲတင်မောပဲ့ထိန်းကြီးရဲ့အုပ်စုကရေစီးကြောင်းအရန်တန်လို့တင်မောကိုထိန်းလို့မရတော့တဲ့အကြောင်းလှမ်းပြောတဲ့အတန်ကိုကြားလိုက်ရပါတယ်ပင်လယ်လေးခုလုံးကနေ Grand Line ထဲကိုသွားတဲ့တခုတည်းသောလမ်းက Reverse Mountain ပြောင်းပြန်တောင်ပေါ်တက်ရတာဖြစ်ပြီးအပြင်းလုံးနဲ့ရေစီးကြောင်းစီးဆင်းမှုကြောင့်သာရေတွေကအပေါ်ကိုပြောင်းပြန်ဆန်တက်နိုင်တာဖြစ်တဲ့အပြင်လမ်းကြောင်းထဲမှာဝင်မဲ့တောင်နိုင်ငံနဲ့တိုက်မိရဲ့ရေတွေကတော့သမုဒ္ဒရာကျမ်းမြေအောက်ထိအရှိန်နဲ့စီးဆင်းသွားတာဖြစ်လို့တင်မောကိုမထိန်းနိုင်ပဲဝင်ပေါင်းနဲ့တာလွဲချော့ခဲ့မယ်ဆိုရင်တော့ Queen Mary ကတစားစီကြေးမောသွားမှာဖြစ်ပါတယ်အခုတော့မှရေစီးကြောင်းပေါ်ရောက်နေပြီဖြစ်လို့တင်မောပဲ့ကိုကောင်းကောင်းထိန်းလို့မရတော့ပဲသူတို့ရှေ့မှာလည်းအနီရောင်တောင်တန်း Red Line ကြီးကိုမြင်နေရပြီဖြစ်ပါတယ်တောင်နိုင်ငံမှာလည်းအကြောင်းကြီးကိုမြင်နေရတာကြောင့်အဲ့ဒါက Grand Line ရဲ့ဝင်ပေါက်ပြောင်းပြန်ရေစီးကြောင်းကြီးမှန်သဘောပေါက်သွားကြပြီမဲ့ရေစီးတန်လုံးတဲ့အတွက်တင်မောပဲကပါကျိုးသွားတာကြောင့်တခုခုမလုပ်ရင်ဂိတ်ပေါက်ဝါနဲ့တိုက်ပြီးတော့မဲ့အချိန်လူဖီကသူ့ရဲ့ဘောလုံးအကွက်နဲ့လမ်းကြောင်းတက်ပေးလိုက်ပါတယ်အဲ့လိုနဲ့ခက်ခက်အန်ရဲ့ဂျာကနေ Red Line ဘောကိုတက်လာနိုင်ခဲ့ကြပြီမဲ့အဲ့အချိန်သူတို့တင်မောဘောခိုးလိုက်လာတဲ့ Eric ကရုတ်တရက်ထွက်လာခဲ့ပါတယ်ဒီနေရာမှာသာသူ့ရဲ့လေတစင်ကိုသုံးမဲ့ဆိုရင်တင်မောတစားစီဖြစ်သွားနိုင်လို့အကြံအိုက်နေကြတော့နာမီကရုတ်တရက်ချီချော်ကြအောင်လုပ်လိုက်တော့ Eric လည်းဒီတစ်ခါတေချာပေါက်အဆုံးသတ်သွားရပြီဖြစ်ပါတယ်အဲ့လိုနဲ့မြေမားလာတဲ့ Reverse Mountain တလျှောက်တိမ်တွေရဲ့အထိပါတိုးဝင်ငယ်ပြီးနောက်မှာတော့ပင်လယ်လေးခုပေါင်းဆောင်ရတောင်ထိပ်ကနေသူတို့ကိုစီရဲ့အိမ်မက်တွေအတွက်ကမ္ဘာအကြီးဆုံးသမုဒ္ဒရာ Grand Line ရေစီးကြောင်းတွေကိုစတင်ချေချလာခဲ့ကြပြီဖြစ်ပါတယ်။ဒါပေမဲ့တိမ်တွေရဲ့အောက်ကိုပြန်ဝင်သွားတော့ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပြီးသူတို့ရှေ့မှာလည်းမြေပုံပေါ်မှာမရှိရဲ့အနက်ရောင်တောင်ကြီးတစ်ခုပိတ်နေတာကိုမြင်လိုက်ရပါတယ်။နီးကပ်လာတဲ့အချိန်ကျမှအဲ့ဒါတောင်ကြီးမဟုတ်ပဲဒဏ်ရာတွေနဲ့အေယာမဝေလာငါကြီးဖြစ်နေရမှန်းသိလိုက်ရပြီးသူတို့ရှေ့တက်တက်ကြီးပိတ်နေတာဖြစ်လို့အပေါ်ကနေပြန်ကျလာတဲ့အချိန်ရပဲ့ကျိုးသွားတဲ့တင်မောအနေနဲ့ဘလုံးမှရှောင်လို့မရတော့ပဲဖြစ်နေတော့အကြံရသွားတဲ့လူဖီကဝေလာငါကိုအမြောက်နဲ့ထူပြီးတွန်းကန်အားနဲ့အချိန်ရက်ပစ်လိုက်ပါတယ်ဒါပေမဲ့လှေဦးပိုင်းတိုးကောင်းကတော့ကျိုးသွားလို့အဲ့နေရာမှာထိုင်ရတာကိုအရန်ကြိုက်တဲ့လူဖီလဲဝေလာငါရဲ့ဘေးကတိတ်တိတ်လေးဖြတ်သွားလို့ရရတာနဲ့သူ့ထိုင်ကုန်ကိုဖြတ်စည်းလို့ဆိုပြီးမျက်လုံးကိုတက်တက်သွားထိုးလိုက်ပါတယ်အဲ့ဒါကြောင့်ပဲအစကသူ့ဘာသာနေတဲ့ဝေလာငါကြီးကလူဖီတို့ရဲ့လှေတစ်စီးလုံးကိုဗစက်တဲဆွဲသွင်းပြလိုက်တော့ပြုတ်ကျကြံခဲ့တဲ့လူဖီတယောက်ပဲဖက်တွယ်ရင်းနဲ့ဝေလာငါခေါင်းပေါ်ရောက်သွားခဲ့ပါတယ်သူ့အဖွဲ့သားတွေအကုန်အစားခံလိုက်ရတဲ့အတွက်ကပတိန်လူဖီလည်းသူ့ဘော်ဒါတွေကိုပြန်ပေးဖို့အော်နေရင်ရေထဲမြုပ်သွားတော့မယ့်အချိန်ကန်ကောင်းထောင်းမှဆိုဝေလာငါခန္ဓာကိုယ်ပေါ်ကတကားပေါက်တစ်ချက်ကိုမြင်သွားခဲ့ပါတယ်
ဘိုက်ထဲရောက်သွားတဲ့အဖွဲသားတွေကလည်းမျိုးချခံလိုက်ရပြီမဲ့ကောင်းကင်ကြီးနဲ့ငှက်တွေအပြင်ကျုံအသေးလေးပေါ်ကအိမ်တလုံးကိုပါတွေ့လိုက်ရတော့အိမ်မက်မက်နေရလို့ထင်သွားကြပြီမဲ့ရုတ်တရက်အေယာမကင်းမွန်ကြီးတကောင်ကသူတို့ရှေ့မှာပေါ်လာခဲ့ပါတယ်ဇိုရိုနဲ့စန်းဂျီကအသင့်ပြင်လိုက်ပြီမဲ့အိမ်ကြီးကထွက်လာတဲ့မှိန်သုံးကြောင်ကတခါတည်းကိစ္စတုံးမေးလိုက်ပြီးလူဖီကလည်းဝေလာငါးပိုက်ထဲမှာထူးထူးဆန်းဆန်းတကားတွေရှောက်လန်းနေပါရှိနေလို့အန်အောမျက်စိလည်နေရပြီဖြစ်ပါတယ်ကျုံမောကအိမ်အသေးလေးကနေထွက်လာတဲ့အဖိုးကြီးတယောက်ကသူတို့အားလုံးကိုတော့ရှိရလို့မထင်မဲ့အေးအေးဆေးဆေးသတင်းစာသွားဖတ်နေလို့ကြီးမားတဲ့အန်ရဲ့အငွေအသက်ဆိုတာကိုခန်းစားမိလိုက်တဲ့အပြင်ဥဆုပ်ကအမြောက်နဲ့ပြစ်မဲ့လုံနေလို့အမြောက်ကိုသုံးရင်တေးပြီးသားမှတ်လိုက်တော့လို့ထူးဆန်းတဲ့အဖိုးကြီးကထပြောလိုက်ပါတယ်ဒါပေမဲ့သူတေမာကိုပြောတာဖြစ်နေလို့တောက်တလွဲကြီးမှတီးသွားကြပြီးသူ့နာမည်က Crocus အသက်82နှစ်နဲ့ဒီနားမှာရှိတဲ့မိပြတိုက်ကိုစောင့်နေသူဖြစ်တဲ့အကြောင်းပြောပြတော့သူတို့မြင်နေရတဲ့ကောင်းကင်တိမ်တိုင်းနဲ့ငှက်တွေကအဖိုးကြီးဝေလာငါးပိုက်ထဲမှာပုံဆွဲထားရမှန်းသိသွားကြပါတယ်အဖိုးကြီးကထွက်ပေါက်ကိုပါအလွယ်လေးညွှန်ပြပေးတာကြောင့်အစာချင်းမခံရခင်ချက်ချင်းထွက်သွားဖို့ပြင်လိုက်ကြပြီမဲ့ရုတ်တရက်ဘိုက်ထဲကရေပြင်တစ်ခုလုံးလှုပ်ခါသွားခဲ့ပြီးအဖိုးကြီးထိုင်နေရကလည်းကျုံးမဟုတ်ပဲတန်နဲ့လှုပ်ထားတဲ့တင်မောလေးဒစည်းဆိုတာသဘောပေါက်သွားကြပါတယ်ဝေလာငါးရဲ့ဘိုက်ထဲမှာဖြစ်လို့အောက်ကရေတွေမဟုတ်ပဲအစာချေအက်ဆစ်တွေဖြစ်တဲ့အတွက်တစ်သားနဲ့လှုပ်ထားတဲ့သူတို့တင်မောကကြာကြာနေအရေးပါပျော်သွားနိုင်တဲ့အကြောင်းသိလိုက်ကြပါတယ်အဖိုးကြီးပြောစကားအရဒီဝေလာငါးကြီးလာပုံက red line ကိုသူ့ကောင်းနဲ့ဝင်တိုက်နေရဖြစ်ပြီးသူတို့ဘိုက်ထဲမရောက်ခင်ဝေလာငါးကောင်းမှလည်းအမာရွတ်တွေကိုတွေးခဲ့တဲ့အပြင်တခုခုကိုခန်းစားနေရတယ်လို့အော်ဟစ်နေရကြောင်းဒီအဖိုးကြီးကဝေလာငါးကိုဘိုက်ထဲကနေတက်ဖို့စီစဉ်ထားတာဖြစ်နိုင်တဲ့အကြောင်းတွေးမိလိုက်ကြပါတယ်ဒါပေမဲ့ဒီလိုအမဲလိုက်တဲ့ကိစ္စကသူတို့နဲ့မဆိုင်တဲ့အတွက်ထွက်သွားဖို့လုပ်နေအောင်ဝေလာငါးဘိုက်ထဲမှာသူတို့တွေမဟုတ်ပဲနောက်ထပ်လူ2ယောက်ပါရှိနေကြတာဖြစ်ပါတယ်ရုတ်တရက်အဖိုးကြီးကအက်ဆစ်ရည်တွေခုန်ချသွားပြီးတယောက်တည်းလမ်းပြောက်နေတဲ့လူဖီကလည်းလှိုင်ကောင်းတစ်ခုတည်းထက်ရောက်သွားတဲ့အချိန်မစ္စတာနိုင်နဲ့မစ်ဝမ်စတေးဆိုတဲ့သူကဝေလာငါးကိုဖမ်းလို့ရအောင်အဖိုးကြီးကိုတုတ်တင်မှုကြံစီထားကြတာဖြစ်ပါတယ်ဒါပေမဲ့အချိန်နဲ့တကားပေါက်စီပြေးလာတဲ့လူဖီကသူတို့နှစ်ယောက်ကိုဖျက်တိုက်သွားလို့၃កောင်သားအက်ဆစ်ရည်တွေကျသွားကြပါတယ်ဒါကတော့ One Piece အပိုင်း30ဖြစ်ပြီးအပိုင်း31ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်